ဝန်ထမ်းတစ်ယောက်ပဲရှိရှိဝန်ထမ်း10ယောက်ပဲရှိရှိလူကြီးမင်းတို့လုပ်ငန်းက system ကြားဖို့လိုအပ်ပါတယ်ဝန်ထမ်းရေးရာတွေကိုဝန်ထမ်းနည်းနည်းလေးရှိလို့စာအုပ်နဲ့မှတ်လဲရတယ်ဆိုပြီးတွေးနေရဆိုရင်တော့ကိုယ့်လုပ်ငန်းကဒီထက်ပိုတိုးတက်ဖို့ခက်ခဲနေပါလိမ့်မယ်လုပ်ငန်းတစ်ခုတိုးတက်ဖို့ဆိုတာ system ကြားဖို့လိုအပ်ပါတယ်လာကုန်လို့လာစာပြီးရဲ့အချိန်မှာခွင့်ရက်တွေနောက်ကျတာတောင်းကျတာတွေနဲ့ပတ်သက်ပြီးဝန်ထမ်းတွေနဲ့အငင်းပွားပွဲရာဖြစ်နေပြီလားဒါဆိုရင်တော့ EasyHR software ကိုလိုအပ်နေပါပြီ EasyHR software ကတော့ attendance နဲ့ payroll တွေကိုဝန်ထမ်းတွေရဲ့ဖုန်းကနေတိတိကျကျပြန်လည်ကြည့်ရှုနိုင်တာကြောင့်ဝန်ထမ်းတွေနဲ့အလုပ်ရှင်ကြားမှာယုံကြည်မှုကိုပိုတိုးစေပါတယ်ဒါကြောင့် EasyHR software ကိုသုံးမယ်ဆိုရင် software ဝယ်သုံးတာထက်လူကြီးမင်းတို့လုပ်ငန်းကို system ကြအောင်ပြောင်းလဲလိုက်တာနဲ့အတူတူပါပဲ IT Star ရဲ့ EasyHR software ကတော့ဝန်ထမ်း10ယောက်အောက်ရှိတဲ့လုပ်ငန်းတွေကို lifetime free သုံးခွင့်ပေးထားတာမလို့လူကြီးမင်းတို့လုပ်ငန်းကို system ကြအောင်အခုပဲအခမဲ့ပြောင်းလဲလိုက်ပါ EasyHR software နဲ့ပတ်သက်ပြီးအသေးစိတ်မေးမြန်းလိုပါကဒီဖုန်းနံပါတ်တွေကိုဆက်သွယ်နိုင်ပါတယ်ရှင်